stop မနှိမ့်လိုက်နဲ့ခဏလေးအဲ့ဒီလင်းကိုလုံးဝမနှိမ့်လိုက်နဲ့ကျွန်တော်ကတင့်ဖုန်းထဲကလုံခြုံရေး system တစ်ခုအခုဝင်လာတဲ့လင့်တွေကငွေတွေအများကြီးရမယ်ဆိုတာအဲ့ဒါလိမ့်တာအဲ့ဒါကြီးကတကယ်ကို hacking link ပြီးတော့အဲ့ဒါကိုနှိမ့်လိုက်တာ ਨੇ တင့်ဖုန်းထဲကအချက်အလက်တွေဘဏ်အကောင့်တွေငွေကြေးတွေအားလုံးကစက္ကန့်ပိုင်းလေးအတွင်းမှာမတမာသူတွေရဲ့လက်ထဲကိုပါသွားမှာဒါကြောင့်မို့လို့လုံးဝစက်ကြည့်မိနေတော့အခုပဲ delete လုပ်လိုက်တယ် တော်သေးရဘူးမှတ်ထားနော်မလုံးပေးစာသားတွေနဲ့အတူကိုမတိရဲ့လေးတွေကိုလာရင်လုံးဝမနှိပ်ပါနဲ့